မင်းသားဒီညပွဲရှိလို့ မရှိပါ မရှိဘလို့မကြည့်ပြင်းနေ အခုကမင်းသားလေးမင်းတို့လှောင်နေရ ဟောကြည့်ပြင်းဟာ ဆက်ဆရာဟိုလေးနည်းနည်းလောက်တောင်းဆိုခြင်းလို့ပါဆက်ဆရာရဲ့ဟိုသဘောက3ကျိုးခွဲပေးမှာဆိုတော့လောလောဆယ်တချို့ကပေးပြီးသွားပြီလေဟိုကျန်တဲ့2ချိုးကနောက်တစ်ခေါက်စီထပ်ပေးမှာဆိုတော့ဟိုနည်းနည်းလေးပေါ့နော်အိမ်မှာအမေဆေးဘူးလေးပေးစရာရှိလို့2ချိုးတစ်ခါလေးပေးလိုက်လို့မရ အဲ့တော့မရအောင်ဒါတော့ ကာတော့မကသေးဘူးနေလို့ရတယ်နော်တော့မစသေးဘူး နော်စီကပဲအခုကိုတို့အခုတချိုးပေးမဲ့ကိစ္စကိုဆက်ပြောတာပေါ့ပွဲထွက်ပြီဆိုတာနဲ့နောက်တချိုးပေးမှာအဲ့ဒါပြီးပြီဆိုတာနဲ့လေစဘောတောင်းလျှောက်ဖြတ်သွားမှာအဲ့ခါကျရင်တော့မြင်းတာမပြည့်နဲ့ငါပြောတာကိုသဘောပေါက်တယ်နော် ပွဲစားရတာနဲ့ချိုးမှာဟုတ်တယ်မလား ဟုတ်ပါတယ်မင်းလားနော်အဲ့တော့ဘာပဲပြောဖြစ်ချင်တာလေးလည်းပြောဟုတ်ပြီလား ဟောဆက်ဆရာကျွန်တော်တို့ဆေးစင်မှာလူနည်းနည်းလေးတော့တိုးပေးပါတိုးက ဟောစတိတ်အတွက်ဘယ်တယောက်တက်တဲ့ပြရမလဲ 2ယောက်လောက်ဆိုတော့ဆေးပေးမယ် 2ယောက် ပြီးပါအဲ့ကိစ္စငါစီစဉ်ပေး ဟုတ်ပြီဇက်စီကတော့စီစဉ်ပြီး ဟောလေအဲ့ဆိုကျွန်တော်လည်းဟိုအခုတယောက်လောက်ခေါ်မယ်နော် ဟာတော့ ဟုတ်တယ် ဟိုကျွန်တော်နောက်မှအဲ့ဒီခေါက်ပါခေါက်ပေါ့နည်းအခုလေးပါလေး ဒါလည်းခေါင်းဆောင်မင်းသားတယောက်နေနဲ့ပီတယောက်ဆိုတာလိုအပ်တယ်ဒါလည်းဟိုကသူနဲ့ကလာတော့ဆောက်ပြီးသုံး ဟုတ် ချက် ဆရာဟိုကျွန်တော်တင်ပြကြလေးရှိပါတယ် ဟုတ်တယ် လူချမ်းဆရာနောက်မှတယောက်တည်းခေါ်တော့မလောက်ဘူးဆရာရေနောက်တော့2ယောက်ထပ်လို့ခြင်းနေ အဲ့တော့ရုပ်ရှင်ရိုက်နေလည်းမဟုတ်ကွာဇက်ကဒါလူချက်4ယောက်အဲ့မီးတို့ကသွားမှကျန်တာမင်းတို့လူချမ်းလို့ရင်မင်းဝင်ပေးလိုက်သဘောပေါက်လား ဟုတ်သူ့ကိုတွေ့တယ်ရုံမကြိုက်လို့ ဩလူချမ်းဒီရုပ်ပဲရမှာဘို့ဒုက္ခ ဒီရုပ်ဒီရည်နဲ့ ဒီဖြစ်တယ်လေအဲ့လောက်ဒီခေါ်လည်းမဟုတ်ပါဘူးဟဲ့ ဆက်ဆရာဟိုအရေးကြီးဆုံးတစ်ခုရှိသေးတယ် အာ ဟိုဒီနေ့လေရင်းနေနှစ်ပါးတွေဥပစားတွေကိုအသက်ချုပ်ဝင်မှာမလား အတိချုပ်ဝေးမှာအဲ့ဒါဇက်ဆက်ကတော့အကုန်စီစဉ်ထားကြတယ် စီစဉ် ဟောဆက်ဆရာကျွန်တော်တီးဝိုင်းကောင်းဆောင်တယောက်အနေနဲ့တခုတော့ပြောချင်တယ် ဟုတ်ကဲ့ပြောပါ ကျွန်တော်တို့အခုတချင်းဆိုတဲ့လူတွေကျွန်တော်တချင်း notes လာထုတ်ခိုင်း အာ ထုတ်ခိုင်းရင်ကျွန်တော်ပတ်စံငွေကြီးစကားပြောတာတော့မဟုတ်ကျွန်တော်တခုခုတော့တတ်မှတ်ပေးဗျာဟိုတပုတ်က9000ဖြစ်ပေါ့ ဟောနှုတ်ထုတ်ရင်ငါ နောက် တော့ တော့တပုတ်ထုတ်လို့ရှင်9000 အာ အခုကဘာဖြစ်လို့လဲဆိုတော့မလေးစားကြဘူးသူတို့က ဟုတ်ပါ တချင်းလာထုတ်ခိုင်းတယ်ပြီးရင်တချင်းလည်းမစိုး အာ ကျွန်တော်မှဟိုစာရွက်ခတွေရှိတယ်မိတ်တို့ကူးခတွေရှိ ဟုတ်ပြီ အဲ့တော့ကျွန်တော်ပြောတာဆိုမယ်ဆိုလို့ရှိရင်လည်းအတပုတ်ပဲဆိုမဆိုဘဲတော့အခုကတောင်းလျှောက်ထုတ်ပေးတချင်းတွေကမဆိုဘဲတော့ကျွန်တော်နှုတ်ပဲထုတ်ပေးတယ် အဲ့ဆိုကျွန်တော်ကတော့ဟိုခေါင်းဆောင်မင်းသားတယောက်အနေနဲ့ပေးကြတော့မလိုဘူးနော် မတ်မှတ်ပါတယ် ဟောဒါတော့ထုံးစံပဲ ဟုတ်ကဲ့ပါပါတော့တော့မယ်ပါတော့ခေါင်းဆောင်မင်းသားနဲ့ခေါင်းဆောင်မင်းသမီးတွေကတော့နှုတ်ထုတ်ကမပေးနဲ့ပေါ့ဂျန်နဲ့ဖွဲ့သားတွေကတော့နှုတ်တပုတ်ထုတ်ရင်တော့9000ပေးရ လေလေထုတ်ပြီးလို့ရှင်လဲစိုး ဟုတ်ကဲ့ပါ ရပါတယ်ပေးလိုက်မယ်အရင်လိုမျိုးလက်ဖေးတော့ဝင်တိုက်တော့ဘူး အဲမတန်းနဲ့မတန်းနဲ့အဲ့ဒါမလို့တော့သူတို့ငွေချင်းတတ်မှတ်ပြီးသွားပြီဆိုရင်လက်ဖေးတုတ်တို့စလိတ်တို့ဘာလို့ဘာမှဝယ်တိုက်တာမတပုတ်ကို9000ရပြီအဲ့တော့ဟိုဘာပဲပြောအခုဟိုတချို့ပေးရရှိတာကိုမနှက်ဖန်ကြရင်ထပ်ပေးမယ်နော်ကဲအလုံးစင်ပြကြရနော်ပြင်ရပြီโอเคโอเค အဲ့ဒါဒီနေ့ဒီလောက်ပဲ ဟုတ်ပါ ဟုတ် ဘူး ကဲ့ နေဟာပြော